အိမ်နေမှာအလူတန်းတွေလုပ်တဲ့အခါကျွန်တော်တို့အုံနှုတ်ခေါက်ဆွဲကိုအကျွေးများတယ်ခင်ဗျဒါပေမဲ့အုံနှုတ်ခေါက်ဆွဲအစားတခါတလေရွှေတောင်ခေါက်ဆွဲလေးကိုပြောင်းပြီးလှူကြည့်ပါခင်ဗျရွှေတောင်ခေါက်ဆွဲကအုံနှုတ်အနံ့ရတာပိုပြီးပြည့်စုံတဲ့အတွက်အုံနှုတ်ခေါက်ဆွဲထက်ကိုလူတွေကပိုပြီးကြိုက်ကြပါတယ်ခင်ဗျအခုကျွန်တော်ကခေါက်ဆွဲ3ပိတ်တာအချို့အစားကိုချက်ပြပေးတာပါခင်ဗျကျွန်တော်ပထမတစ်ပိုင်းမှာတော့ကြက်သားထဲတဲ့နှုံးပေါ့နော်ကြက်သားဟင်းချက်တဲ့ပုံစံကိုတင်ပေးထားပါတယ်အခုဗီဒီယိုကတော့ကျွန်တော်ဟင်းရည်ကိုချက်ပြတာပါခင်ဗျဟင်းရည်ချက်ဖို့အတွက်ကျွန်တော်တို့ပထမဦးဆုံးကြက်သွန်ဖြူနီချင်းကိုစီးသက်ပါမယ်အယောင်ကိုလှစေဖို့အတွက်အယောင်တင်ကိုပိုကဲပြီးတော့သုံးထားပါတယ်ခင်ဗျစီးသက်တာလေးမှုေးလာပြီဆိုရင်တော့ကျွန်တော်တို့တရေပြုတ်ထားတဲ့အယိုးတွေကိုထည့်ပြီးတော့လုံးပါမယ်ခင်ဗျကြက်ရိုးတွေကိုလုံးပြီးရင်တော့ကျွန်တော်တို့ရေကို8လီတာခန့်ထည့်ပါမယ်ကျွန်တော်တို့ကတော့ရောင်းနှန်းအော်ဒါဖြစ်တဲ့အတွက်ကြက်သားကိုတပွဲချင်းစီမှာပေါ်လွင်စေခြင်းတဲ့အတွက်ပေါ့နော်ကြက်သားကိုတက်တက်ချက်လိုက်ခြင်းဖြစ်ပါတယ်ခင်ဗျတကယ်လို့မှအိမ်လေးမှာစားမယ်ဆိုရင်ကြက်သားကိုစီတက်ပြီးတော့ရေထဲလိုက်ရင်ရပါတယ်နော်ဒီနေ့ပပတ်စုလိုက်ရင်အုံနှုံမုံတုပ်၄တုပ်ကိုထည့်ပါမယ်တကယ်လို့အုံနှုံမုံအစားအုံနှုံဘူးသုံးမယ်ဆိုလို့ရှိရင်အသေးဆိုရင်၄ဘူးသုံးရပါမယ်ခင်ဗျအကြီးဆိုရင်တော့2ဘူးသုံးလို့ရပါတယ်တကယ်ရွှေတောင်ခေါက်ဆွဲကတော့အုံသီးကိုဥနေအောင်ချက်ထားတယ်ပေါ့နော်အုံးစီချက်ကိုထည့်တယ်ခင်ဗျဒါပေမဲ့ကျွန်တော်တို့ကတော့နည်းနည်းအလုံးရှုပ်တာလဲသက်သာခြင်းနဲ့အရေးထဲမှာပို့ပြီးတော့လဲအရသာပို့ကောင်းအောင်လို့ဒီနည်းလေးကိုချက်တာဖြစ်ပါတယ်ခင်ဗျနောက်ပြီးရင်တော့နှိုးစိမ့်ဘူး2ဘူးကိုထည့်ပါမယ်အရသာတော့ကတော့အချိုအတွက်တကြားကိုအစိတ်သားခံသုံးပါတယ်ခင်ဗျပြီးရင်အချိုမို့ကိုထမင်းစားစွန်း2စွန်းလောက်ပဲထည့်ပါတယ်နော်စားကတော့ထမင်းစားစွန်း5စွန်းလောက်ထည့်ပါတယ်အရင်မှာကနည်းနည်းလေးအလေးလေးပြင်တော့ရှိဖို့လိုတယ်ခင်ဗျဒါမှခေါက်ဆွဲနဲ့စားတဲ့အခါမှာအရသာကတင်တော်မှာဖြစ်ပါတယ်နော်ဟင်းရည်ကတော့အယိုးပြုတ်ရည်အချိုထွက်တဲ့အထိတည်ပြီးရင်တော့ရပါပြီခင်ဗျအခုကျွန်တော်တပွဲစာစီပြင်ပြပါမယ်ရွှေတောင်ခေါက်ဆွဲကတော့ဟင်းရည်ဘောလောစားတာမဟုတ်တဲ့အတွက်တပွဲကိုရောက်ချိုစွန်းတစွန်းဆိုရင်ရပါတယ်သူကအတုတ်တာတာအရေးဆန်းသဘောမျိုးလေးစားတာပါဗျခေါက်ဆွဲတပွဲချင်းစီမှာကျွန်တော်တို့ပဲမုံအကြက်မှုတ်ပေါ့နော်ထမင်းစားစွန်းတစွန်းထည့်ပါတယ်ကြက်သားကတော့ကျွန်တော်တို့ထည့်ခြင်းသလောက်ထည့်လို့ရတယ်ပေါ့နော်ကျွန်တော်တို့ကတော့ရောင်းနှမ်းဖြစ်တဲ့အတွက်ကြက်သားကိုတပွဲစာအတွက်3ကြက်သားလောက်တော့သုံးပါတယ်ခင်ဗျပြီးရင်တော့သူကအကျော်တွေမိုးချို6ကျော်တွေအစားခေါက်ဆွဲ6ကျော်ကိုပဲသုံးပါတယ်အတီးရတွေကတော့နနမင်းကြက်သွန်ကော်ဖီနဲ့တွဲစားကြပါတယ်ခင်ဗျကြိုက်ရင်လည်းစားလို့ရတယ်ပေါ့နော်မကြိုက်လည်းမစားလို့ရပါခင်ဗျအခုချက်ပြသွားတာကတော့ရွှေတောင်ခေါက်ဆွဲ3ပိတ်တာချက်နီးဖြစ်ပါတယ်ခင်ဗျ3ပိတ်တာကတော့ပွဲရည်အရာဆိုရင်တော့42ပွဲထွက်ပါတယ်ခင်ဗျဟင်းချက်နီးလေးတွေကိုစိတ်ဝင်စားလို့ရှိရင်ကျွန်တော်အကောင့်လေးကို follow ပေးပါအောင်နော်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျ